တက်ရောက်ရန်အပြင်သို့ထွက်သွားစဉ်တွင်သူမသည်အခန်းထဲသို့တိတ်တဆိတ်ချင်းကပ်ဝင်ရောက်ခဲ့သည်နောက်ထပ်စဉ်းစားမနေတော့ဘဲသူမသည်အိမ်ရှိဆံမင်းသားကိုပွေ့ချီကအပြင်သို့ပြေးထွက်ခဲ့သည်သူမသည်အိမ်ရှိဆံမင်းသားကိုကယ်တင်နေခြင်းသာမကတနေ့တွင်သူမလက်ထက်ရမည့်သူကိုပါကယ်တင်နေခြင်းဖြစ်ကြောင်းနားလည်ခဲ့သည်လမ်းတစ်လျှောက်လုံးတွင်သူမ၏နှလုံးခုန်တမ်းမှပြင်းထန်စွာတုံတုံခါနေခဲ့သည်သူမသည်အလွန်ရေးကြီးသောအရာတစ်ခုကိုလှုပ်ဆောင်နေသည်ဟုသောခံစားချက်ကိုဖျောက်ဖျက်၍မရနိုင်ခဲ့ပေအကယ်၍ထင်ရှားကြော်ကြားသူများကသူမကိုယခုမိသွားပါကသူမအသက်ပင်ရှင်နိုင်တော့မည်မဟုတ်ပေထွက်ပေါ်လာသည့်အချက်များအရမိန်းကလေးငယ်သည်မွေးဖွားခြင်းပင်မရှိသေးမီကပင်အနာဂတ်၏အိမ်ရှိဆံမင်းသမီးအဖြစ်ဂတိပြုခြင်းခံခဲ့ရပြီးဖြစ်သည်ယင်းမှာသူမ၏မိခင်သည်မိဖုရားကောင်ကြီးနှင့်အလွန်ရင်းနှီးသောကြောင့်ဖြစ်သည်သို့သောအိမ်အောင်ရေးကိုစီစဉ်ပြီးနောက်မိဖုရားကောင်ကြီးကိုယ်တိုင်ကသမီးတော်တစ်ပါးကိုဖွားမြင်လိမ့်မည်ဟုမိသူကမျှော်လင့်ထားနိုင်ပါမည်နီမိန်းကလေး၏အနာဂတ်ခင်ပွန်းဖြစ်သူအိမ်ရှိဆံမင်းသားကိုနောက်ဆုံးတွင်ဖွားမြင်ရန်နောက်ထပ်ရှည်လျားလာသော9နှစ်တာအချိန်ယူခဲ့ရသည်မိန်းကလေးငယ်သည်အရွယ်ရောက်လာသည်နှင့်အမျှမင်းသမီးနှင့်ခွဲမရသောအချစ်ဆုံးတငယ်ချင်းများဖြစ်လာခဲ့ကြသည်အိမ်ရှိဆံမင်းသား၏ရက်တရာပြည့်အထိမ်းအမှတ်ပွဲကျင်းပသည့်နေ့တွင်မင်းသမီးသည်သူမကိုနောက်ဖေးဥယျာဉ်စီသို့လှို့ဝှက်စွာဆွဲခေါ်သွားခဲ့သည်သူမကသူမ၏မောင်လေးကိုပြချင်သည်ဟုပြောခဲ့သည်မောင်လေးတွင်ထင်ရှားသောမွေးရပါအမှတ်တစ်ခုရှိကြောင်းလည်းသူမကိုပြောပြခဲ့သည်အနီးနားရှိတက်ကြီးရွယ်ဦးအစီခံများမှချက်ချင်းပင်မျက်နှာပြတ်သွားကြသည်သူတို့သည်အိမ်ရှိဆံမင်းသားကိုအထဲသို့အလျင်အမြန်ပြန်လည်ပွေ့ချီသွားကြသည်မင်းသမီးသည်မိန်းကလေးငယ်ကိုတေခင်းအခမ်းပွဲသို့ပြန်လည်ခေါ်ဆောင်သွားရုံမှတပါအခြားရွေးချယ်စရာမရှိခဲ့တော့လဲမိန်းကလေးငယ်မှမူထိုဝါတုတ်တုတ်ကောင်လေးအကြောင်းကိုသာစက်တိုက်စဉ်းစားနေခဲ့သည်လူကြီးများမှာအပြန်အလှန်နှုတ်ဆက်စကားဆိုကာအလုရှုံနေကြစဉ်တွင်သူမသည်မိမိဘာသာတဖန်တိတ်တဆိတ်ထွက်ခွာလာခဲ့ပြန်သည်